ဒီနေ့နွေငယ်တို့ကရန်ကုန် River Cruise စီးကြမယ်ပေါ့နော်ရန်ကုန်မြစ်ထဲမှာညစာစားကြမယ်ဆက်ဆက်ကြည့်ကြပါမယ်လိုက်ခဲ့ကြပါဦးတင်မောဆစီရမယ့်နေရာဗိုလ်တထောင်စိတ်ကမ်းပေါ့နော်ဗိုလ်တထောင်ဖျားထဲကနေဝင်ပြီးတော့ထွက်လိုက်ပြီဆိုရင်စိတ်ကမ်းကိုရောက်ပါပြီရန်ကုန်မှာရွေးချယ်စရာ cruise 3ခုလောက်ရှိပါတယ်နွေငယ်တို့သွားခဲ့တာရန်ကုန် River Cruise နဲ့ပါတင်မောကနေတိုင်းမထွက်ပါဘူးသူတို့ထွက်မဲ့ရက်တွေကိုလဆင်ပေါ့နော် Facebook တို့ TikTok တို့ကနေတစ်ဆင့်ကြီးညာပေးပါတယ်နွေငယ်တို့လည်းအဲ့ဒီရက်တွေကိုကြည့်ပြီးတော့တစ်ကက်ကိုလည်း online ကနေပဲဖြတ်ခဲ့တာပါတင်မောပေါ်တော့ညနေ4နာရီခွဲဆိုစတက်လို့ရပါပြီတင်မောတော့9နာရီမှစပြီးထွက်မှာပေါ့နော်နွေငယ်တို့ရောက်တာစောနေတော့အမှဟိုတီရှောက်ပြီးတော့ပတ်ကြည့်နေရပါတင်မောပေါ်ရောက်ချင်းသူတို့ welcome juice တိုက်ပါတယ်ပြီးရင်နေရာလိုက်ချပေးပါတယ်နေရာလိုက်ဈေးကလည်း2မျိုးရှိပါတယ်Santak မှာဆိုရင်လူကြီးတယောက်ကို3900ကျပ်ပါ Rooftop မှာဆိုရင်တော့လူကြီးတယောက်ကို4300ကျပ်ပါဘယ်နေရာပဲဖြစ်ဖြစ် buffet တင်တာတော့ပါပြီးသားပါနေ့9နာရီမှာတော့တင်မောစထွက်ပါပြီစထွက်တာနဲ့ music band လည်း live တီးခတ်ပေးနေတာပေါ့နော် cruise စီးရတဲ့ခန်းစားချက်နဲ့ live ဖက်တဲ့သချင်းတွေကိုရွေးချယ်တီးဆိုတီးခတ်ပေးနေတာဆိုတော့သချင်းလည်းနားထောင်ရင် buffet တင်တာလည်းစားရင်နေဝင်စည်းစာလှကိုလည်းခန်းစားရင်လည်းမြင်ကွင်းနေရအကုန်လုံးကိုလှနေရပါစိတ်ထဲမှာလည်းပေါ့နော်အလိုလိုကိုပျော်လာတာပါဇင်ယော်လေးရဲ့စာကြွေးခြင်းနဲ့ဆိုရင်တော့တင်မောပေါ်မတက်ခင်ကတည်းကဝယ်လာခဲ့ပေါ့နော်တင်မောပေါ်မှာအဲဇင်ယော်စာရောင်းတာတော့မတွေ့မိပါဘူးနွေငယ်တို့ဘူတထောင်စိတ်ကန်းကနေ cruise စီရင်ဘူဖေးညစာစားရင်းနဲ့ပဲလိုင်မြစ်ပဲခူးမြစ်နဲ့ပစွန်တောင်ချောင်း3ခုစုံတဲ့နေရာကိုရောက်လာပါတယ်။ရန်ကုန်မြစ်ကြောင်းတစ်လျှောက်ကိုမောင်းလာရင်းနဲ့တီလဝါစိတ်ကန်းမရောက်ခင်မှာတော့တင်မောကပြန်လှည့်တယ်။ပြီးတော့ဒလသရာတစ်ကြီးနာတဝိုက်ရဲ့22မြောင်းရှိတဲ့တိုးမြစ်ဝတဝိုက်ရဲ့ပတ်မောင်းပေးပါတယ်။2နာရီလောက်ကြာအောင်မောင်းပေးပါတယ်။လိုင်မြစ်နဲ့ရန်ကုန်မြစ်ကတော့မြစ်ဖျားခံရအတူတူပါပဲ။လိုင်သာဘက်မှာကျတော့လိုင်မြစ်လို့ခေါ်ပြီးတော့ရန်ကုန်ရဲ့အနောက်ဘက်ကိုရောက်လာတဲ့အခါမှာတော့ရန်ကုန်မြစ်လို့အမည်ပြောင်းပြီးတော့ခေါ်ကြတာပေါ့နော်နွေငယ်တို့ည9:15မိနစ်မှာတော့ဘူတထောင်စိတ်ကန်းကိုပြန်ရောက်ပါတယ်။ကိုချရတဲ့သူတွေနဲ့ရန်ကုန်မြို့တွင်းမှာပဲအလားဆုံးအမှတ်တရတွေကိုဖန်တီးခြင်းနဲ့ဆိုရင်တော့ရန်ကုန်မြစ်ထဲမှာအပျော်စီးသင်္ဘောစီးကြည့်လို့ရကြောင်းကိုလည်းအကြံပေးချင်ပါတယ်။ကျွန်မကတော့ Adventure Holidays ပိုင်းတွေရနွေငယ်ပါရှင်။ချစ်တဲ့သူတွေနဲ့အလားဆုံးနေ့ရက်တွေပိုင်ဆိုင်နေကြပါစေနော်။အချိန်က9:15ရှိပါတော့။9:15မှာတော့ငယ်တို့ပြန်ပါတော့မယ်။သူတင်မောကစိတ်ကန်းကိုပြန်ကပ်ပါပြီ။ Begin the wind and up me